ဒီမှာလေးပန်းပွဲတော့တယ်သူကပန်းနေစိုက်ထားပါပြီတဲ့ပန်းပွဲတော့တယ်ပန်းနေစိုက်ထားပါပြီဒါကတော့ပန်းနေပြင်ဆင်ထားပါပြီပြင်ဆင်ထားပါတယ်တလားပိုင်းတရက်နေမှာစတင်ကျင်းပမယ်ပန်းပွဲတော့တဲ့ပြင်ဆင်ထားခြင်းဖြစ်ပါရဲ့ရှင်ပန်းပွဲတော့အတွက်ပြင်ဆင်နေအယောင်လေးနဲ့အဲ့လိုမျိုးဟာလေးနေမှာပေါ့သူမြေတွေအစားထိုးပြီးစိုက်ရတာနော်အေးလို့အေးပေါ့ဒီမြေနဲ့တော့ဘလို့ရမှာအောင်နော်သူတို့ဟိုကတော့မီးလျှော့လိုက်တော့နိုင်ဒါတွေဒီမြေတွေကအဲ့လိုမျိုးလှုပ်ထားပြီးနေမှာနော်လှုပ်နေရစားအေးပေါ့တဲ့ဒီအော်ငါတို့ကလေးတွေဟုတ်ပါနှိမ့်ထိုင်အောင်ဒီမှာလာပို့တဲ့တို့လေစော့လို့ရအခုမှနေရတယ်ဒီလိုတူလို့ကိုမရှိပါဘူးစော့ပြီးစိပန်းမျိုးကပန်းမင်းလေးဒီနားလေးပန်းမင်းစိုက်ပြီးတော့ဟိုဟာလေးကလမ်းလေးပေါ်ထားမှာပေါ့ဒီမှာပြောတာလမ်းလေးနဲ့ပေါ်ထားမှာဟုတ်ပါဒီကပိုင်းလမ်းလေး